哇，看呀，比如啊，看呀。当然了，那个你那样的才能辛苦你，难得到不到他们都搞秘密。当然了，当然我也讲没皮这样皮，一当比卡，什么毛个哩，毛大对上没亲相，没了吧嘞？媳妇呀，媳妇呀，这比较的。一人忙西东里头，一人忙西东里头，谁帮啊西东里头？一个都路有娘么干，妹妹过不平，谁来了欧娘八月，你手比卡，谁没不到路来没话的拍呀？一米高骨头他那叫，他比到底，当然啊，我也看那多。巴拉那不会看，巴拉那这个没皮内马拉拍呀，两看来看嘛。什么毛个里包着这个没听下个，他看我爷爷有，明明一看那就该怎么样嘛搞呗，路比马偏马不带哦，路哎我出了我手不比看，路内把伢多呢，巴拉那我没看那边乌嘞。不打妹妹也爱去做大多了，不打，不了吧？大多了，大了对我，不对嘛哒，大了那阿妹讲，一讲骗奶奶，路好了不来看嘛？这里看嘛，多干没你个，大了没很大呢，咱们说真干没打到啊，想就那嘛不啦，没比着，有南疆这样的看嘛？巴比上命了，你路了命啊！一个季节看那座西边了，路了命啊！垃圾丢啊吧的，他讲，老子没有面子，没一块银子也批八多角，新郎我没有当上俺你的话，新娘呀吧的了，没有当上俺了。开考察的欧内当年我老比上的阿米西一米八就干了，开考半年查到题目，欧内当第一么个，我老比上的大米呀，八就干出来要几千年了出来，当时的新娘不要，算我些很莫名嘛，19人满堂没人丢的，没人屁股背不要，一生莫满进就要把嘞了。他要三路那有比了，那个我三路那有进去，也可忙西老娘我西很没皮口，每娘当上娘新娘比了，忙西老比新娘吧的，忙西老的，龙面面拉吧的，他要来了随便，龙面面的俺这咋好嘞？顶干我新娘也不过批八多样，要加入俺们兄弟。新娘呀们新当啥个？虽然我考嘞，你那批发嘞，没嘛都有。俺们送新娘呀我当啥个？马哈来打考嘞当啥出发嘞？几路面面的你呀我，要啊路没，冇新郎的，路路一跑完了，推手去的，没谁人呢就到当啥个新娘的看，冇新郎我去年比这样吧嘞，看没？ဒီလိုအပြီးပြင်းတဲ့ခါမှာလဲလူပြေတို့မကဗြဟ္မာပြေမရှိတဲ့ဗြဟ္မာကြီးကတောင်းအောင်စီအောင်ကြောင်းအောင်စီမောင်းဖြစ်ဆူတောင်းပြီးခါနှုတ်မြဲလို့အထက်ပကြားနတ်များတို့ကပါဒီလိုဆိုရင်ဒီလူကိုကူညီရမယ်လို့ဆိုလိုပါလေခင်ဗျာဒါကြောင့်အဟံမေမုတ်ထာလို့လောက်ခမှာစီလောမန်ခါတို့ရှောင်းတန်းလိလို့好山的酒气拍呀拍呀拍呀！我目的才能他妈，我目的才能他妈，带他妈妈啊！可我的那个家喇叭酒。地也路，旁有位冲肉那树，康北的都有名，康北的都有名，就是不灭超了，因为跑
ပရမေညဝေနေဘေးထောင်မြတ်မကလေးလို့ဘေးထောင်မြတ်မကလေးလို့ဆရာဝဲပိုင်ပြီးဖရလေအောင်ပါစီတော့အောင်စီတော့ယခုခါပြုတ်ရတဲ့ပုတ်တလာအမှုတောက်ရရဲ့ကြောင့်အလှတကာအလှမတို့ရှုပ်ဆဖို့သဘောရွှင်ကြည်တဲ့အောင်ဇောဘဝင်မနတိတရာစိတ်ပွား၍အပါတဲ့ထောပနာပြုတ်ပြီးဩဘာယရုပိုက်စုံကိုသောတာအာယုံဆင်းတော်မူကြပါရောခမညာမြတ်သာနာဖယားလောင်းလျာသူမေထာနေရှိသေးမင်းဒါခင်၍ညင်းစေမထိတ်ပြားတဲ့စိတ်ဖြင့်ပြားတဲ့ရလားသူမေတာနပြားရင်စကဟဲရွှေထက်မြနေဒီဖြိုးကျွဲဂုံထဲဝင်းဝါအလူတကားနဲ့ဘုသလာကြီးညာအလူအမတို့ယခုအလူတော်ကြီးပြုကြတယ်အလူဒါယကားနဲ့အလူအမတို့ဒီဖားနဲ့အလားတန်တလဲဆိုတော့ကတော့မြတ်စွာဘုရားလက်ထက်ကနေ့ကဗျာဒိတ်ကိုခံနေခြင်းခံရသောခေါင်းမှာမြတ်စွာဘုရားအလောင်းတော်သည်သူမိတာရှင်သိမင်းဖြစ်စီမောကသူမိတာဆိုတဲ့ကံဒီပါလေးတို့စုပန်ခဲ့ရကလို့ယခုအလုကကားနဲ့အလုအမဟိုးရှိဘဝပါရမီကုသိုလ်ထူရောက်ကြည်ညိုးစွာပေါင်းဆောင်ကြရပါတော့အလောင်းတော်သူမိတာရှင်သိဟောကတော့မြတ်စွာဘုရားဘာသာတော်များနဲ့ဆွမ်းငံကြွလာရလမ်းတွင်ရွှွညုံများအတိပြီးတော့နေတဲ့ဖွဲ့အကြီးရှိပါလေအဲ့ဒီဖွဲ့အကြီးချမ်းသာနဲ့ရှိနေတဲ့ဖြစ်မြတ်စွာဘုရားနဲ့ဘာသာတော်များအပေါ်မခက်စင်အောင်မှားပါဗျာမှားပါဗျာတတိယဓာအတွက်ရှင်သိကိုအလျာပေါက်ပြီးခါကတော့မြတ်စွာဘုရားတပည့်တော်ကြောတော်မှာတိတ်ဒါကအဖြစ်လျှောက်တော်မူပါဗျာလို့အဲ့ဒါလို့ခက်မှန်သောစေတနာနဲ့ပရမေဘဂဝါကိုကုသိုလ်ပြုကြပါရဲ့လို့အဲ့ဒီခါမှာရှင်သိညင်တဲ့စေတနာနဲ့ကြည်ရာဟောမောကတော့မြတ်စွာဘုရားကသဗ္ဗညုတရွှေညာတော်နဲ့ရှုမြင်ပြီးခါအိုးချစ်သားသူတွေလားသင်ဒီကဤဖတ်တာကဘာတွေခေါ်ရမှာမြတ်စွာဘုရားရဲ့လို့ထင်ရှားစွာဖြစ်လိမ့်မယ်လို့နေ့တာဗျာဒိတ်ကိုခန့်လိုက်တော်မူပါလေအဲ့ဒီခါမှာအနာမရှိတဲ့သူမိတ်တာခေါ်တဲ့ရကံဒီမာလေးကဘုရားတော်ရဲ့သိမြိုက်စေရနာသာအလုံးနေရာမှာထက်တန်ကြည်ညိုလာပါတော့ကြောင့်တန်မိုးထားပြီးခါမြတ်စွာဘုရားကတော်အားမတော်ဗျာ